အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ခါတော့မြန်မာနိုင်ငံသတင်းတွေနဲ့တိဆက်ကြည့်အောင်ဒေါ်တက်ခိုင်ကိုစစ်တပ်ကဖမ်းဆီးထားတယ်ဆိုမှသတင်းတွေထွက်နေပါတယ်ဆိုတော့ဒါကတကယ် 100% မှန်ဆိုတာမသိပေမဲ့ social media connected media တို့တခြားယုံကြည်အားကိုးလို့ရတဲ့ media တော်တော်များများကတော့ရေးထားတာတွေ့တယ်ပေါ့ဗျာဆိုတော့တက်ခိုင်ကိုဘာကြောင့်အချင်းချင်းပေါ့စစ်ကောင်စီနဲ့အချင်းချင်းတွဲနေတဲ့တက်ခိုင်ကိုဘာကြောင့်ဖမ်းထားတာလဲပထမမှာသူက PPP ပါတီခေါင်းဆောင်အနေနဲ့ပြန်ပွဲလို့ကျူစားသေးတယ်ပေါ့သူကအကျွေးတွေများနေလို့ပေါ့သူအကျွေးကိုမဆက်နိုင်တဲ့ခါကျတော့သူကရွေးကောက်ပွဲမှာဝင်ပါဝင်ခွင့်မရှိဘူးပေါ့ဗျာအဲ့တော့ဘိုင်းမှာတက်ခိုင်ကစစ်ကောင်စီကိုဘာကိုတွားလို့တာလဲတော့မသိဘူးပေါ့နော်ဆိုတော့ခုကစစ်ကောင်စီကတက်ခိုင်ကိုဖမ်းထားတယ်ဆိုပြီးမှသတင်းတွေထွက်နေပါတယ်ဆိုတော့ဘလူးဖြစ်သွားတာလဲပေါ့ဘလူးဖြစ်သွားတာလဲကျွန်တော်ဆွေးနွေးကြည့်ရအောင်ပါဆိုတော့အဓိကအချက်လေးကျွန်တော်အများကြီးတော့ရေးထားတယ်သူတို့ကပေါ့နော်ဒါပေမဲ့အဓိကအချက်လေးကိုပဲကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဖြစ်နေတဲ့ဒေါ်တက်ခိုင်ဟာတဲ့စစ်တပ်ကယမနဲ့ညနေပိုင်းမှာသူ့ရဲ့အိမ်မှာရန်ကုန်မှာသူ့ရဲ့အိမ်မှာစစ်တပ်ကတွားပြီးမှဖမ်းထားတယ်တဲ့ဆိုတော့ဖမ်းဆီးရတဲ့အကြောင်းရင်းအဓိကကတော့တက်ခိုင်ကစစ်တပ်ဦးဆောင်နေတဲ့ရွေးကောက်ပွဲကိုတန်းတူညီမျှမှုမရှိဘူးပေါ့ level playing field လုပ်နေတယ်ဆိုပြီးမှဝေဖန်ခဲ့တယ်တဲ့အဲ့ဒါကြောင့်စစ်တပ်ကသူ့ကိုတော့ဖမ်းတာပေါ့စဉ်းစားကြည့်ကိုချင်းဖမ်းနေကြတယ်တက်ခိုင်ကိုအောင်ဆန်းစုကြည်တို့အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးမှမေးခွန်းတွေမေးထားတာခင်ဗျားတို့ကြည့်ပြီးသားဖြစ်လိမ့်မယ်တော်တော်လေးကိုအမေစုကိုစောကားမော်ကားလို့တလို့မျိုးပြောသွားတာပေါ့အမေစုကအပစ်ရှိလို့ဖမ်းတာပါအစသဖြင့်ပေါ့တို့တက်ခိုင်ရဲ့ TV ကိုကြည့်ရတာလုံးဝကိုကြည့်လို့မရတော်တော်လေးတော့တောက်ထွက်တဲ့တုန်းကပေါ့နော်အခုကဒီတက်ခိုင်ကိုစစ်ကောင်စီကိုယ်တိုင်ကပြန်ဖမ်းတယ်ဆိုတော့တော်တော်လေးတော့breaking news ဖြစ်သွားတယ်ပေါ့နော်ကဲထားပါတော့ slip ပြီးသွားရအောင်ဆိုတော့ဘာကြောင့်ဝေဖန်ထားတာလဲတက်ခိုင်နဲ့စစ်ကောင်စီကလုံးဝတဖွဲ့သေးပဲကွာဘာကြောင့်ဝေဖန်ထားတာလဲတဖွဲ့သေးဆိုတာကကျွန်တော်စလူရဲ့တဘောကလူတော်များများကတော့နားလည်မှာပါဆိုတော့ကျွန်တော်တို့ဒီမှာဘာဖြစ်ခဲ့လဲဆိုတော့ဘာကြောင့်ဝေဖန်ထားတာလဲပေါ့နော်တက်ခိုင်ကအဓိကဝေဖန်ချက်မှာရွေးကောက်ပါတဲ့တန်းတူညီမျှမှုမရှိဘူးတာတူညီမျှမှုမရှိဘူးပေါ့ဘလို့ညီမျှမှုမရှိတာလဲဆိုတော့ပထမအချက်မှာစစ်တပ်ကတဲ့နှစ်ထပ်ကစားတယ်တဲ့စစ်တပ်ကဒီရွေးကောက်ပွဲကိုဒိုင်လူကြီးချင်းပသူအဖြစ်လုပ်နေတယ်တဲ့ဒိုင်လူကြီးလုပ်တဲ့အပြင်အာဏာရအစုရအဖွဲ့ဝင်များနဲ့အကြီးတန်းစစ်ဘူချုပ်များကိုယ်တိုင်ပြန်ဖက်အဖြစ်ကြံ့ခိုင်ရေးပါတီမှာဝင်ပြန်နေကြတယ်တဲ့အဲ့ဒါကိုလုံးဝမတရားသောအသာစီးရယူမှုဖြစ်တယ်လို့ပြောကြတယ်။ဒီနေ့အဖြစ်ပြောရမယ်ဆိုတော့စစ်တပ်ဘူးချုပ်များကဘောနော်လုံးဝအကြီးတန်းတွေကိုကြက်ခိုင်ရေးမှာဝင်လာတယ်။အဲ့လိုမျိုးဝင်ပြန်နေကြတယ်။ဆိုအဲ့လိုမျိုးလုပ်တာကမတရားသောအသာစီးရယူခြင်းဖြစ်တယ်ဆိုမှတက်ခိုင်ကဝေဖန်တယ်စစ်တပ်ကဒိုင်လူကြီးလုပ်တယ်အကုန်နိုင်အောင်လုပ်တယ်ပေါ့ကွာဒီနေ့အဖြစ်ပြောရမယ်ဆိုတော့အဲ့ဒါကြောင့်စစ်တပ်ကနှစ်ထပ်ကစားချင်းလုပ်တယ်ဆိုတာဝေဖန်တယ်ဒါနံပါတ်1ချက်နံပါတ်2ချက်က2008ဖွဲ့စည်းပုံအရအာမခံထားသောအာဏာပေါ့ဆိုတော့2008ဖွဲ့စည်းပုံအရစစ်တပ်ဒီဒုတိယသမ္မတဆွတ်တော်တွေမှာ25% 25ရာခိုင်နှုန်းနေရဝင်ကြီး3နေရစသဖြင့်အာမခံထားသောနိုင်ငံရေးအာဏာကိုပိုင်ဆိုင်ထားပြီးသားဖြစ်တယ်ဆိုပေမဲ့တက်ခိုင်ကပြောနေတယ်မင်းတို့အာဏာတွေအများကြီးအာမခံပိုင်ဆိုင်ထားပြီးသားဖြစ်နေတယ်အခုကမင်းတို့ကဒိုင်လူကြီးတွေလုပ်နေတယ်မင်းတို့အနာရအောင်လုပ်နေတယ်ဆိုမှဝေဖန်လာတယ်ပေါ့နော်ဆိုတော့ရွေးကောက်ပွဲရဲ့စီမင်းများကိုလည်းစစ်တပ်ကချမှတ်ထားတယ်တဲ့ရွေးကောက်ပွဲရဲ့စီမင်းစည်းကမ်းနော် rule and regulation ကိုလည်းစစ်တပ်ကအကုန်လုံးချထားတယ်ပေါ့စစ်တပ်ကကြိုက်တယ်လို့မျိုးစီမင်းစည်းကမ်းတွေဆွဲတယ်ပေါ့ဗျာဆိုတော့လက်ရှိရွေးကောက်ပွဲမှာဥပဒေနဲ့ရွေးကောက်ပွဲကော်မရှင်ကိုတဲ့စစ်တပ်ကူတိုင်ကရေးဆွဲပြီးမှရွေးချယ်ဖွင့်စည်းထားတယ်တဲ့နော်လက်ရှိရွေးကောက်ပွဲမှာဥပဒေနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေကိုစစ်တပ်ကူတိုင်ကရေးဆွဲပြီးမှ
ရွေးချယ်ဖွဲ့စည်းထားတယ်တဲ့အဲ့ဒီနောက်ပိုင်းမှာစစ်တပ်ကတော်လေးဒေါသထွက်မဲ့ပုံပေါက်တယ်ပေါ့နော်အမင်းကဝေဖန်လာပေါ့ဝေဖန်လာချလာပေါ့ဆိုပြီးမှဒေါ်တက်ခိုင်ကိုစစ်တပ်ကသွားပြီးမှသူ့အိမ်မှာပဲသွားဖမ်းထားတာတဲ့ဆိုတော့အခုကဖမ်းဆီးခံရပြီးနောက်ပိုင်းမှာတော့ဒေါ်တက်ခိုင်ကဟန်ဝင်ကတိအဖြစ်ပြန်လေလွတ်မြောက်ဖို့တော့အလားအလာရှိရဆိုပြီးမှ PPP ပါတီကူးစလေတူကတော့ပြောပါတယ်ဒါပေမဲ့ယနေ့အထိတော့လွတ်ပေးခြင်းတော့မရှိသေးပါဘူးဒါပေမဲ့တက်ခိုင်ကိုနောက်မှပဲအဲ့လိုမျိုးစစ်တပ်ကိုမဝေဖန်နဲ့နော်စစ်တပ်ကိုမဝေဖန်နဲ့ဘာမှမပြောနဲ့ဆိုပြီးမှခံဝင်ကတိနဲ့ပြန်လွတ်ခိုင်းမှာပါတေချပါတယ်အဲ့လောက်ထိကြာမှာတော့မဟုတ်ဘူးပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကွာစစ်ကောင်စီကိုဝေဖန်လို့မရဘူးကွာမင်းတို့စဉ်းစားကြည့်စစ်ကောင်စီကိုဝေဖန်ရှုတ်ချတဲ့ Facebook post လေးတော့မှ like လေးပေးတာနဲ့အသေးလေးပေးတာနဲ့အဖမ်းခံရတဲ့နိုင်ငံကြီးဖြစ်နေတာကွာမင်းတို့လည်းတည်ရသားနဲ့ဘာလွတ်လပ်မှုမှမရှိတဲ့နိုင်ငံကွာ online ပေါ်ကနေမျိုးစစ်ကောင်စီကိုဝေဖန်မလားဖမ်းခံမယ်စေးမလားဖမ်းခံမယ်စာရေးမလားဖမ်းခံမယ်အဲ့လိုခက်ကြီးမှာကွာတက်ခိုင်လေးမလွတ်တာမဟုတ်ဘူးလုံးဝမလွတ်ဘူးအခုငါမင်းဆွေလေဖမ်းခံပြီးမှထောင်ကျနေတာပဲခုပြန်လွတ်လာတယ်ဇိုဘိုဟင်းလေစစ်တပ်ကလူပဲစစ်တပ်ကိုဝေဖန်တာနဲ့ထောင်ကျတာပဲအေးစစ်တပ်ကိုလုံးဝဝေဖန်လို့မရဘူးဆိုတာမှတက်တည်ပြနေတယ်ဆိုတော့တက်ခိုင်ဆိုတာလေလုံးဝစစ်တပ်ကိုအားကျပြီးမှမြောင်လှိုင်ရင်အောက်တော်မှာပါလေရထုကြီးကြီးနဲ့အလုပ်လုပ်ခဲ့တဲ့လူတယောက်ပါနော်လုံးဝစစ်တပ်ရဲ့အလူလိုက်ပေါ့စစ်တပ်ရဲ့အလူလိုက်ကိုလှုပ်ပြီးမှလှုပ်နေတဲ့သူတယောက်ပါအခုကြာမှစစ်တပ်ကသူ့ကိုပြန်ဖမ်းရတယ်ဆိုတော့တော်လေးကိုတော့ကိုထိုက်ကိုခါမောက်ဟုတ်ဘူးလားဆိုတော့ရွေးကောက်ပွဲရဲ့ရင်ပြန်ခွင့်ဆုံးချင်းကျွန်တော်တို့ကြည့်အောင်ရခင်ကတက်ခိုင်ဟာရွေးကောက်ပွဲကော်မရှင်ကနေဘာမှအကျွေးရှိတယ်ဆိုပြီးမှအကြောင်းပြတယ်ကွာဆိုတော့သူမရဲ့လွတ်တော်ကူစလေလွတ်တဲ့ကူစလေလောင်းအရေးချင်းကနေပေးဖြတ်ခဲ့ရတယ်ဘာမှအကျွေးများနေလို့အကျွေးပိုးနေလို့ဒီကောင်းဆောင်နေနဲ့မထိုက်ဘူးပေါ့ဆိုတော့သူကမလုပ်တိဘူးဆိုပြီးမှသူကိုကူစလေလောင်းအရေးချင်းကနေဖေချပလိုက်တာဆိုတော့သူအပါဝင်ပေါ့နော်ကူစလေလောင်း86ဦးကိုအဲ့ဒီထုနီးတူပေါ့နော်ဖေချထားတာကျွန်တော်မြန်မာနိုင်ငံမှာတော့တွေ့ရတယ်ဆိုတော့သူကတစ်ဖက်မှာလည်းအကျွေးကလည်းပိုးသေးတယ်ဒိုတက်ခိုင်တော့အကျွေးဆောက်ရမ်းပိုးတယ်နော်စစ်ကောင်စီဘိုးလေးမသေးတယ်နော်အလူတစ်ချောက်လုံနေတယ်အောင်ဆန်းစုကြည်လည်းအောင်ဆန်းစုကြည်လည်းစောကားမောကားလုံနေတယ် public ရှိမှာပေါ့အဲ့လောက်ထိတောင်ဖြစ်တာစစ်တပ်ကဖမ်းတာပဲပေါ့ဆိုတော့ဘာဖြစ်မလဲတော့မသိဘူးပေါ့နော်ဆိုတော့အချင်းချုပ်ပြောရမယ်ဆိုတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလွတ်လပ်တရားမျှတမှုမရှိဘူးပွင့်လင်းစွာဝေဖန်မှုအတွက်နိုင်ငံရေးခေါင်းဆောင်တူပေါ့နော်အခုလိုမျိုးတက်ခိုင်ကလည်းနိုင်ငံရေးခေါင်းဆောင်တူပဲလေပေါ့နော်သူကိုယ်တိုင်ကလည်းဖမ်းခံရတာပဲတက်ခိုင်ကထောက်ပြခဲ့တယ်လို့စစ်တပ်ဟာပေါ့နော်ရွေးကောက်ပွဲကိုစီမင်းချမှတ်ထားသူကျင်းပသူဒိုင်လူကြီးပေါ့ကျင်းပသူဝင်ရောက်ရင်ပြန်သူ၃မျိုးစလုံးကိုပါဝင်နေတယ်လို့ပြောကြတယ်ဒီရွေးကောက်ပွဲမှာစစ်တပ်က၃မျိုးစလုံးပါနေတယ်ဗါလဲရွေးကောက်ပွဲမှာစီမင်းစီကန်ချမှတ်ထားတဲ့သူစစ်တပ်ပါနေတယ်ဒိုင်လူကြီးလုံနေတယ်ကျင်းပသူလုံနေတယ်အကြီးအတန်းတွေကိုအဲ့ဒီစစ်တပ်ကဘူချုပ်ချီတန်းတွေကိုဒီဝင်ရောက်ရင်ပြိုင်သူထဲမှာပါနေတယ်၃မျိုးဒီ၃မျိုးစလုံးကိုတက်ခိုင်ကထောက်ပြသွားတာပါအဲ့ဒါကြောင့်ရွေးကောက်ပွဲကတရားမျှတမှုမရှိဘူးဆိုပြီးမှမေခွန်းထုတ်လာတယ်ထုတ်ပြီးမှစစ်ကောင်စီကမင်းကပါလဲပေါ့မင်းကပါလဲမင်းကပါကောင်မလဲဆိုမှသူ့ကိုတော့ဖမ်းပလိုက်တာဆိုတော့တက်ခိုင်ကတော့ကိုထိုက်ကိုခံပေါ့နော်ဆိုတော့ဘာလဲဝက်လေတယ်ဆိုတာအဲ့လိုပါပဲနော်ဝက်လေတယ်ဆိုတာအဲ့လိုပါပဲတက်ခိုင်တော့တကယ်လက်တွေ့မှာဝက်လေပါတယ်ဆိုတော့အခုကျွန်တော်ပြောထားတဲ့ဥစ္စာကမြန်မာသတင်းမီဒီယာတော်တော်များများကတော့ရေးပြီးသားဖြစ်နေတယ်ပြောပြီးသားဖြစ်နေတယ်ပေါ့နော်ဆိုတော့တကယ်မှန်လားမမှန်ဘူးလားဆိုတော့ကြည့်ရှုသူပြည်သက်ကိုယ်တိုင်ကလည်းတွားပြီးမှကိုပိုင်လေ့လာလို့ရပါတယ်ပေါ့နော်ဆိုတော့ကဲဘော်ရာတို့ရေဖမ်းတယ်တကယ်ဖမ်းတယ်ဆိုတော့ကျွန်တော်ဝမ်းသာတယ်တက်ခိုင်အလုံးဝမ်းသာတယ်ပေါ့စစ်တပ်ကိုလည်းအားပေးတယ်ပေါ့ဟုတ်လားမင်းအောင်လိုက်ကိုအားပေးတယ်ဘဘအကြီးမင်းအောင်လိုက်ရေနော်တက်ခိုင်ကိုလုံးဝမလွတ်စင်နဲ့ထောင်ဝင်ကတိနဲ့လည်းမလွတ်နဲ့အနည်းဆုံးထောင်နှံ9နှစ်လောက်3နှစ်လောက်ထောင်ထဲမှာချပလိုက်အားပေးတယ်မင်းအောင်လိုက်ကိုအားပေးတယ်ပေါ့ဒီနေရာမှာတော့မင်းအောင်လိုက်ကိုစောက်ရမ်းအားပေးတယ်ကွာတက်ခိုင်ကိုလုံးဝမလွတ်နဲ့ထောင်ထဲမှာအပြစ်ချလိုက်အဲ့ဒါတွေကို
ပြောပြချင်တယ်ပေါ့နော်စောက်ယူပေါက်ကရတွေပြုံးနေပြီတဲ့တတိဆိုတဲ့ကောင်ကကျွန်တော်ကစောက်ယူလားမင်းကစောက်ယူလားပေါ့နော်တော်ပြီးမှလေ့လာကြည့်တက်ခိုင်အခုထိပြန်မလွတ်သေးဘူးနော်စောက်ဒေါသားလေးရဲ့နော်ဒီဘောမစောက်ဒေါသားတွေကငါကူစောက်ကယူပေါက်ကရတွေပြောပြန်ပြီတဲ့ကျွန်တော်ပေါက်ကရပြောတာအရှိဖို့လို့လားကျွန်တော်ပေါက်ကရပြောတာအရှိဖို့တွေတစ်ချက်လေးလောက်ထောက်ပြကြည့်လိုက်ကျွန်တော်ပေါက်ကရပြောထားတဲ့တစ်ချက်လေးတစ်လုံးလေးခင်ဗျာတွေ့တယ်ကျွန်တော်တစ်ချက်လောက်ပြောကြည့်လိုက်ပေါ့နော်နော်တတိဆိုတဲ့ကောင်ဒီဘောမဆိုတဲ့ကောင်သမားတွေကပေါ့နော်ဒီစောက်တော်သားတွေကကျွန်တော်ကိုမှားတာထောက်ပြချင်တယ်တက်သေးထောက်ထားနဲ့ထောက်ပြလိုက်ပေါက်ကရဆိုရင်ပေါက်ကရဥစ္စာကိုထောက်ပြလိုက်နော်ဒီမှာတော့ဒီဘောမအချင်းချင်းတော့ကြိုက်ပြီးမှလုံနေတာပဲဘာမလို့မင်းတို့လာစေးဖို့ပဲလုံနေတာလဲမင်းတို့ကဘောမအချောင်းပြောမယ်ဆိုတော့စေးဖို့ပဲလုံနေတယ်စေးဖို့ရိုင်းဖို့ပဲလုံနေတယ်တခါတည်းကျန်စေးဖို့ရိုင်းဖို့ဆိုတာကလွယ်လေးပဲနော်မင်းတို့ထက်ကျွန်တော်တို့ကပူကျွမ်းတယ်နော်ကိုဟာကိုမနေထိန်နေရလို့မပြောချင်တာပေါ့လို့ဆိုတော့သွားပြီးမှစာဖတ်မင်းကဗာလဲတကယ်ဘယ်လိုပြောမလဲတကယ်ဒီကဘာတည်းလေးမှနေပြီးမှဘူးမတိဘာမတိနဲ့ဟောင်းမနေနဲ့ပေါ့ဆိုတော့ okay right ဆိုတော့ကျွန်တော်ဒီနေရာမှာတော့တက်ခိုင်မင်းအောင်လိုက်ကိုအားပေးတယ်ပေါ့နော်မင်းအောင်လိုက်ကိုအားပေးတယ်တက်ခိုင်ကိုလုံးဝမလွတ်စင်နဲ့အနည်းဆုံးထောင်တာ2နှစ်လောက်တော့ချပါ9နှစ်လောက်တော့ချပါမဟုတ်ဘူးလားခံဝင်ကတိနဲ့လေတက်ခိုင်ကိုလုံးဝမလွတ်စင်နဲ့ချနော်တက်ခိုင်ကိုထောင်ကြတာကျွန်တော်တို့ဝမ်းတာတယ်နော်မင်းတို့ချင်းချကျွန်တော်တို့လည်းအားပေးနေတယ်ပေါ့အထူးသဖြင့်တက်ခိုင်ဆိုတော့ကျွန်တော်လုံးဝကိုကြည့်လို့မရတဲ့နေရာမှာပါတယ်တက်ခိုင်တယောက်ရေပြီးတော့သူ့နာမည်တယောက်ဘာတူလဲအပြာကားချောင်းတွေကိုဆက်တက်ပြုံးနေတဲ့အမျိုးသမီးတယောက်လေရွေးကောက်ပွဲမှာဝင်နေတဲ့အမျိုးသမီးတယောက်သူ့နာမည်မေ့သွားတယ်ကွာYouTube မှာလေသူကအပြာကားချောင်းပြုံးခဏပြုံးနေတယ်နော်ကရင်ပိုကေစာကတော့ခဏပြုံးနေတယ်အဲ့ဒီနေရောက်ရေတက်ခိုင်ရေလုံးဝကို personal ရကြည့်လို့မရဘူးကတော့ပါဗျာမဟုတ်ဘူးလားလူဆိုတာကချစ်တဲ့စိတ်ရှိတယ်မုန်းတဲ့စိတ်ရှိတယ်အမှဆိုတော့မမုန်းချင်ပါဘူးဒါပေမဲ့သူတို့တို့ကိုကြည့်လို့ကိုမရတာမြန်မာနိုင်ငံမှာလေကြည့်လို့မရတဲ့လူတွေမှာတက်ခိုင်ပါတယ်အဲ့ဒီ YouTube ကအပြာကားအကြောင်းပြောနေတဲ့ green ကိစ္စပြောနေတဲ့နိုင်ငံယူရိုကမှာဝင်နေတဲ့အမျိုးသမီးတယောက်ပါသေးတယ်ဒီနှစ်ဦးကတော့လုံးဝကိုကြည့်လို့မရဘူးစစ်တပ်ကဖိုင်းကိစ္စမရှိဘူးကွာထောင်းချကိစ္စအားပေးနေတယ်စစ်တပ်ကိုလုံးဝစစ်တပ်ကိုအားပေးနေတယ်ပေါ့ alright အီရန်မှာစန္ဒပြသူတောင်းကြပြီးတယ်နောက်မှဒီကိစ္စကိုပြောပြမယ်ဟုတ်တယ်900ကျော်တည်သွားပြီလို့ပြောကြတယ်ပေါ့ကဲဘောရာတို့ရေနော်စစ်ကောင်စီကလည်းပြောကြပါနော်တက်ခိုင်ကလည်းစစ်ကောင်စီကိုစန့်ကျင်တာပဲကွာမဟုတ်ဘူးလားဘာလဲဒီမင်းတို့ကအဲ့လိုစစ်ကောင်စီဘက်ကလူတွေကကျွန်တော်အုံးမိတာကကျွန်တော်တို့တစ်ခုပြောမယ်ဆိုမင်းတို့ကဘာလဲဆိုတော့စေးဖို့လောက်ပဲကောင်းကမင်းတို့ကောင်းနေမှာရှိတယ်ရိုင်းဖို့လောက်ပဲကောင်းနေမှာရှိတယ်မြန်မာနိုင်ငံအကြောင်းပြောရင်တော့အမှန်တရားပဲပြောပြတာကွာကျွန်တော်တို့ကနော်ကျွန်တော်တို့သုံးသက်ချက်တွေပန်းရတွေမပြောဘူးပြောလည်းမရှိပါဘူးပြောရင်တော့10မိနစ်စာလောက်ပဲပြောမယ်ကွာစကဝိုင်းလေးနဲ့လုပ်ရင်းနဲ့ပြောတာပဲရှိတယ်ကွာအခုကအမှန်တွေပဲပြောနေတာကွာမဟုတ်ဘူးလားတက်ခိုင်ကစစ်တပ်ကိုဝေဖန်တယ်စစ်တပ်ကတက်ခိုင်ကိုဖမ်းတယ်ပါစေးစရာလို့လေရိုင်းစရာလို့လေမစေးစရာမလိုဘူးပေါ့မဟုတ်ဘူးလားဆိုတော့ဒီနေရာမှာစစ်တပ်ကိုအားပေးတယ်ပေါ့မဟုတ်ဘူးလားတက်ခိုင်ကိုဖမ်းတာစစ်တပ်ကိုအားပေးတာတက်ခိုင်ကိုဖမ်းချအားပေးတယ်ပေါ့VV Chan ဟုတ်တယ်VV Chan နဲ့တက်ခိုင်ကိုစစ်တပ်ကဖမ်းနေတယ်VV Chan ကလုံးဝနော်မြန်မာနိုင်ငံကိုလူငယ်တွေကိုလုံးဝကုန်သိက္ခာတရားမဲ့တော့တင်ပေးတဲ့လူလုံးဝညစ်ပတ်တဲ့လူတယောက်မြန်မာရင်ကျမှုကိုလေစော်ကားတဲ့လူတယောက်ဖြစ်နေတယ်တက်ခိုင်သူကတရုတ်မျိုးနွေပါသေးတယ်အခုတရုတ်မှာနော်ကျွန်တော်တို့မြန်မာနိုင်ငံကလေတရုတ်ရဲ့မျိုးနွေတွေကအုပ်ချုပ်ဖို့လုပ်လာနေတယ်ဒါကကျွန်တော်က racist ဖြစ်လို့ပြောတာမဟုတ်ဘူးတရုတ်ရဲ့လွှမ်းမိုးမှုကိုကျွန်တော်ကစောက်မီကတ်နေလို့ဒီ VV Chan ဆိုတာလေတရုတ်ကမျိုးနွေလူတယောက်အခုကနိုင်ငံရေးမှာဝင်ပါလာတယ်လူငယ်တွေကိုကရင်ပေါ်မှာဘယ်လိုလုပ်မလဲညာလို့မလဲမဟုတ်မဟုတ်တင်ပေးတာအခုမှမြန်မာနိုင်ငံလောကမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးလောကမှာဝင်ပါတော့မယ်စသဖြင့်မြန်မာနိုင်ငံမှာစောက်ပိုးရီများလို့မြန်မာနိုင်ငံမှာစောက်ယူရီများလို့ VV Chan တို့ကပါဝင်လာတယ်ကွာ VV Chan တို့ကပါနိုင်ငံရေးလောကမှာဝင်လာတယ်စဉ်းစားကြည့်ဘယ်လောက်ထိတော့ကျွန်တော်တို့နိုင်ငံကစောက်ပေါ်ပြီးသွားပြီလဲစောက်ယူနိုင်ငံဖြစ်သွားပြီလဲစဉ်းစားကြည့်နော် VV Chan တော်မှနိုင်ငံရေးလောကမှာဝင်လာပြီးစူကလေးကနဲ့မြန်မာနိုင်ငံကစောက်ယူနိုင်ငံစောက်ပေါ်နိုင်ငံဖြစ်သွားပြီ
အဲ့ဒါကိုပြတ်တဲ့အနေနဲ့တည်တင်တယ်ကွာနိုင်ငံသားအနေနဲ့တည်တင်တယ်ကွာ VV ချမ်းတို့တက်ခိုင်တို့ဒီဆောက်ယူရင်ကနိုင်ငံတို့ကိုဥဆောင်မယ်ဘာညာလေးနဲ့ကြီးပွားရေးတူတက်အောင်လုပ်ပေးမယ်ဘာညာလေးဆောက်ယူတက်ခိုင်ကအကျွေးတော်မှသူ့ကိုသူကျွေးတော်မှမဆက်နိုင်တဲ့လူတယောက်ကဘယ်လိုလုပ်ပြနိုင်ငံကိုတူတက်အောင်ဥဆောင်ပေးမှာလဲမဟုတ်ဘူးလားတက်ခိုင်သူ့အကျွေးတူတော်မှမဆက်နိုင်ဘူးဘယ်လိုနီးနဲ့နိုင်ငံတို့ကိုတူတက်ပြောင်းလဲအောင်လုပ်ပေးမှာလဲ VV Chan online မှာအပြက်ကားပဲပြောနေတယ်ဒီ green poker ကိစ္စပဲပြောနေတယ်ဘယ်လိုနီးနဲ့မြန်မာနိုင်ငံကိုတူတက်ပြောင်းလဲအောင်လုပ်ပေးမှာလဲပြည်သူတယောက်အနေနဲ့ဒါရင်ကိုစဉ်းစားတင်တယ်ကောင်းဟုတ်လားအားပေးမလုံးနဲ့စောက်ယူမလုံးနဲ့စောက်ပေါ်ထားမလို့ကြနဲ့ပေါ့ဒီတက်ခိုင်တို့ VV Chan တို့ကနိုင်ငံကိုမပြောနဲ့ရက်ကွက်တောင်မှပြောင်းလဲနိုင်မဲ့လူထင်းမှာမပါဘူးသူတို့ကရက်ကွက်လေးတောင်မှသူတို့ကတူတက်ပြောင်းလဲနိုင်အောင်လုပ်နိုင်မှာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံကပညာရှိပဲလိုအပ်တာတကယ်ပညာရှင်ပညာတတ်တွေကပဲပြောင်းလဲနိုင်အောင်လုပ်ပေးတာ VV Chan တို့တက်ခိုင်တို့လုံးဝမပါဘူးတေးချတယ်အခုတက်ခိုင်ဖန်ခံသွားပြီဂျေဇူးတင်တယ်စစ်ကောင်စီကိုလည်းအားပေးတယ်လက်ခုပ်ထီးပေးတယ်ပေါ့ VV Chan ကိုဘာမှကြခင်ဖမ်းမစေစုမှပဲကျွန်တော်ဆူတောင်းပေးတယ်ဆိုတော့ဒါတော့နဲ့ပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့အကြောင်းလေးကိုနော်တင်ပြပြစေကိုချင်းစာတအောင် all right that's it guys that's it beautiful people thank you so much နောက်မှပဲကျွန်တော်တို့ကကမ္ဘာသတင်းတွေနဲ့ပြန်ဆုံတွေ့မယ်ဒီတစ်ခါတော့တက်ခိုင်သတင်းလေးကိုကြားရလို့ပေါ့နော်ဒီမှာများသောဖြစ်တော့နိုင်ငံတကာသတင်းတွေနဲ့ပတ်သက်ပြီးမှဆွေးနွေးတာရှိပါတယ်တက်ခိုင်သတင်းလေးကိုကြားလို့ဝမ်းသာလွန်းလို့ sharing ပြန်လို့ပေးတာပါပေါ့အဲ့လိုနော် YouTube မှာသဘောကျတယ်ဆို subscribe လေးပါလေးလို့ပေးကြပါဦး bye bye guys check